သူလူထုကိုလေးတက်အားကိုးနဲ့ကြီးသူမိုက်နေတာတိုင်းရင်းသားတွေကိုသူတို့မနိုင်ဘူး PDF တွေကိုမနိုင်ဘူးမင်္ဂလာပါနှွေမြန်မာရှင်နေမှကြိုဆိုပါတယ်နှွေမြန်မာရှင်နေဟာဆိုရင်နေ့စဉ်နှွေဦးတော်လည်းရေးနဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့နှွေမြန်မာရှင်တွေကိုခိုက်လေးလုပ်ပေးပြီးအသည့်တင်တိုင်းသိရအောင်ဘေးနာကနိုတီခေါလော်လေးကိုပါနှိုက်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်သူတို့ရဲ့လေးတက်ကိုဘုံဘုံတို့ FN6 တို့ FN92 Stinger တို့အဲ့ဒီလက်နက်တွေနဲ့ပြစ်ချမှာပဲဘဘတို့နိုင်မယ်အဲ့ဒီလိုပုံသေးကားချက်ကြီးမရှိဘူးပေါ့နော်အဲ့လိုပုံသေးကားချက်ကြီးမရှိဘူးသူတို့လေးစီတွေပြတ်တောက်သွားအောင်ဘယ်လိုလုပ်မလဲလေးစီတွေပြတ်တောက်အောင်လုပ်နိုင်လည်းပဲဒီလေနေပြန်လို့မရအောင်နောက်ဒီလေနေပြန်လို့မရအောင်သူတို့ရဲ့လေတက်စခန်းတွေကိုဘယ်လိုဖျက်ဆီးမလဲဒါကြောင့် FN6 တို့ FN92 Stinger တို့မှသူတို့ရဲ့လေနေကိုဖျက်ဆီးပစ်လို့ရတာမဟုတ်ဘူးလေစီတွေကိုဖျက်တိုက်နိုင်အောင်ကြိုးစားမယ်သူတို့လေတက်စခန်းတွေကိုဖျက်ဆီးမယ်ဆိုရင်စစ်ကောင်စီရဲ့လေးတက်ဟာဘာမှလုပ်လို့မရဘာမှလုပ်လို့မရအဲကြောင့်ဒါအရန်ကောင်းတယ်တိတ်ကောင်းတယ်ပေါ့နော်အဲကြောင့် PDF တွေက drone တပ်ဖွဲ့တွေနဲ့များစစ်ကောင်စီရဲ့လေးတက်တွေကိုဖျက်ဆီးနိုင်မယ်ဆိုရင်ဟိုအေးကိုအရန်ချီကျူးတယ်ပေါ့တကယ်လဲချီကျူးမှဆိုလဲချီကျူးစရာပဲအေးထဲမှာဖမ်းဆီးထားတဲ့သူတွေတုတ်ပန်းနေမနေဘူးစီရန်လုပ်တဲ့သူတွေမနေဘူးအေးကစစ်ကောင်စီရဲ့အဓိကကျတဲ့နယ်မြေစခန်းတွေကိုတိမ့်ပိုက်ထားတာနံပါတ်1ဖြစ်နေတယ်စခန်းပေါင်း40လောက်ရှိတယ်အောင်မြင်နေတယ်ဒါတွေမဲလားဆိုတော့မကဘူးဒီကနေ့သူတို့ဖမ်းဆီးထားတဲ့တုတ်ပန်းတွေအေးရဲ့စခန်းတွေကိုစစ်တပ်ကသွားပြီးဘုံကျဲတယ်ဖမ်းဆီးထားတဲ့တုတ်ပန်းတွေကိုတကယ်လို့အေးကတက်ပြစ်မယ်ဆိုရင်အဲ့ဒါစစ်ရာဇဝတ်မှုကွာတုတ်ပန်းတွေကိုမတက်ရဘူးကွာအဲ့ဒါဂျနီဗာကွန်ဗန်းရှင်းဘလောက်နဲ့အဲ့ဒါစစ်ရာဇဝတ်မှုညှိတယ်ကွာဘလာနဲ့ဝိုင်းပြောကြတော့မှာမလားအဲ့ဒါကိုအေးကကောင်းကောင်းသိတယ်အေးနဲ့ PDF တွေနဲ့ကွာတဲ့တစ်ချက်အေးနဲ့တခြားတိုင်းရင်းသားတွေနဲ့ကွာတဲ့အချက်ဟာအဲ့ဒါပဲမိုးရွာတော့ရေခံပလိုက်တာအေးကစစ်ကောင်စီကအပေါ်ကလေရင်နဲ့ဘုံကျဲနေတော့ရှိသေးတယ်သူတို့ရဲ့တုတ်ပန်းတွေဘုံထိပြီးသေးသွားတယ်ဘာလို့လို့ရမလဲဘာဂျနီဗာကွန်ဗန်းရှင်းထဲမှာမညှိတော့ဘာစစ်ရာဇဝတ်မှုထဲမှာမညှိတော့အေးဘလောက်တော်တယ်အဲ့လို idea မျိုးအခုဒီຫນွေဥတော်လည်းမှာအေးပဲစဉ်းစားမိသေးတယ်အေးပဲလုံးမိသေးတယ်အရန်တော်တယ်စစ်ကောင်စီဘုံကျဲတော့အဲ့ဒီဘုံကသူတို့တုတ်ပန်းတွေကိုသူတို့ပြန်ထိပြီးတေးသွားတယ်ဆိုပြီးပြီလေဘာရာဇဝတ်မှုမှမညှိတော့ဒီတုတ်ပန်းတွေကိုထမင်းကျွေးမဲ့အစားသူတို့ကျဲတဲ့ဘုံနဲ့သူတို့ကိုပြန်ပြီးတော့ငရဲပြည်ပို့ပေးလိုက်တာဘလောက်ကောင်းတယ်အေးဘလောက်တော်လဲဒါကြောင့်ဘုံဘုံတို့အေးကိုမလေးစားဘဲနဲ့မနေနိုင်ဘူးဖဘုတ်ကိုယ်တိုင်ကိုကအေးရဲ့ပြိတ္တကြီးဖြစ်နေပြီအေးကိုလေးစားနေပြီအေးကိုအရန်ကိုကြိုက်နေပြီအေးရဲ့ပြိတ္တကြီးဖြစ်နေအေးရန်တော်တယ်ပေါ့နော်ဟိုလိုနောက်တစ်ခုကမင်းအောင်လိုင်းနဲ့ရုရှားနဲ့လောက်ရချင်းတပုံစံနဲ့အခုယူကရိန်းမှာရုရှားကစစ်ရှုံးနေပြီဆိုတော့ခိုးဆိုးလူနိုင်နဲ့ထောင်ကြနေတဲ့တခိုးတွေဓမြတွေကိုမင်းတို့ယူကရိန်းကိုသွားပြီးစစ်တိုက်ပေးမလားစစ်တိုက်ပေးမင်းတို့
ထောင်ကနေပြီးတော့လွတ်ပေးမယ်အခုလည်းပဲမင်းအောင်လှိုင်ကြည့်လေသူတက်ပြက်နေပြီဗိုလ်ချုပ်တွေကအစသေသွားပြီဒီတိုက်ပွဲမှာတက်ပြက်နေပြီအဲ့လိုတက်ပြက်နေပြီဆိုတော့စစ်သားစုဆောင်လို့လည်းမရတော့ဝယ်လို့လည်းမရတော့ဘာလုပ်လဲဆိုတော့အရင်အစိုးရလက်ထက်ကဖမ်းထားတဲ့နှစ်ပေါင်း80ကျော်ထောင်ကျနေတဲ့လူမိုက်အဖွဲ့ခေါင်းဆောင်ကဘုံတို့ကျော်ဝင်းစိန်တကယ်လူမိုက်ကြီးကျော်ဝင်းစိန်နှစ်80ထောင်ကျအဲ့ဒီကျော်ဝင်းစိန်နဲ့သူ့ရဲ့အဖွဲ့တွေကိုအခုလွှတ်ပေးပြီးတော့စစ်တပ်ကပြူစောဒီခေါင်းဆောင်ယာရုပေးပြီးတော့အခုပြည်သူကိုချင်းချောက်ခိုင်းနေတယ်အေးမင်းတို့စစ်တပ်ကိုစန့်ကျင်တဲ့မိသားစုမှန်သမျှကျော်ဝင်းပြူစောတိလူမိုက်ကောင်းဆောင်ကအကုန်တက်ပြစ်မယ်ပြည်သူကိုချင်းချောက်တာနော်ချင်းတော့ချင်းနဲ့မရွာဘူးမိုးကနောက်ဆုံးပြည်သူကိုချင်းချောက်ဘု து သိလေသူတို့ပဲသိတာလေဘယ်ကောင်သေးရဲလဲသေးရတဲ့ကောင်ထပ်ခွဲခွာဆိုအဲ့လိုချင်းချောက်တဲ့ကောင်တွေကြီးအခုသိနေတာချင်းချောက်တဲ့ကောင်တွေကြီးသိနေတာဒီလူမိုက်လည်းပဲဘယ်နေရခံမလဲဆိုတာဘုံတို့ကြည်ကြသေးတာပေါ့ဒါပြည်သူကိုချင်းချောက်နေတဲ့လူမိုက်ကျော်ဝင်းစိတ်ဘယ်နေရခံမလဲပေါ့ဒါကြောင့်အခုတက်ကဖေးဖေးဖြစ်ပြီးတက်ကြီးပြောင်လာတဲ့အခါကျတော့ထောင်ထဲကလူမိုက်တွေကိုထုတ်သုံးလာရတဲ့အဆင့်မင်းအောင်နိုင်ဘဝရောက်လာခဲ့ပြီဒါတွေကလည်းပဲဘယ်နေရခံပါလဲဘယ်နှလခံပါလဲအချိန်တိုင်းတာတစ်ခုရောက်ရင်ကုန်သွားမှာပဲနော်ဘုံဘုံတို့နောက်တစ်ခုကဒီကနေ့ကရင်ပြည်နယ်မှာစစ်ကောင်စီရဲ့ဖျားတောင်စခန်းကိုနိုင်ဝက်အတွင်းမှာတယ်မိနစ်30အတွင်းမှာတယ်ဒုတရင်မှုအပါဝင်နဲ့17ယောက်အသေးစခန်းသိမ်းတိုက်ပွဲအောင်မြင်တယ်ဒုတရင်မှုအပါဝင်17ယောက်လည်းပဲပွဲချင်းပြီးသေးတယ်ဖျားတောင်စခန်းကိုလည်းပဲ KNU ကသိမ်းပိုက်နိုင်တယ်ပြီးတော့လက်နက်ပေါင်း73လက်ကိုလည်းပဲသိမ်းစီရမိတယ်ဆိုဒုတရင်မှုအပါဝင်ငရဲပြေကိုကြွသွားတာခွေးသေးဝတိသေးသွားတာက17ယောက်လက်နက်က73လက်ရတယ်ပြီးတော့ဖျားတောင်စခန်းကိုလည်းသိမ်းစီရမိလိုက်တယ်တနားကြီးကွက်ပဲကြာတယ်နော်အရင်တခါတော့ကလည်းပဲလွန်ခဲ့တဲ့9ရက်လောက်ပဲရှိသေးတယ်ကျိတ်စခန်းကို18မိနစ်နဲ့သိမ်းမလိုက်တာကဲနာမည်ကကျိတ်စခန်းနဲ့ KNU ကတက်ကျိတ်ပလိုက်တာ18မိနစ်ပဲခံဒါကြောင့်ဘုန်းဘုန်းတို့ပြည်သူတွေသေချာစဉ်းစားကြည့်ပါမင်းအွန်လိုင်းစစ်တပ်ဟာလေရင်နဲ့လက်နက်ကြီးမှပြစ်ကူမပါရင်စခန်းတခန်းအသိမ်းခံရဖို့အတွက်ဘယ်နှမိနစ်ကြာမလဲ18မိနစ်ပဲကြာတယ်မိနစ်30ပဲကြာတယ်အဲ့ဒါပုံပြင်းနေမဟုတ်အဲ့ဒါတကယ်ဖျားတောင်စခန်းကိုသိမ်းတာမိနစ်30ပဲကြာတယ်ကျိတ်စခန်းကိုသိမ်းတာ18မိနစ်ပဲကြာတယ်ဒါကြောင့်မင်းအောင်လိုင်းစစ်တပ်ဘာမှအထင်ကြီးစရာမရှိဘူးရေထဲမှာအယုတ်ရေးတဲ့စစ်တပ်ကောင်းကင်ဘုံမှာပကြီးဆွဲတဲ့စစ်တပ်စာကြောက်ရုပ်စစ်တပ်ဘာမှအရေးချင်းမရှိတဲ့စစ်တပ်ဘိုးရင်တော့ခဏပြောနေတဲ့စကားတစ်ခုရှိတယ်တော်သေးတယ်မင်းအောင်လိုင်းစစ်တပ်ကိုအထင်ကြီးပြီးထိုင်းနေတာစစ်ဖြစ်ခဲ့ရင်အချက်တွေကွဲမှာဘေကလာတွေနဲ့စစ်ဖြစ်ခဲ့ရင်အချက်တွေကွဲမှာတရုတ်နဲ့စစ်ဖြစ်ခဲ့ရင်အချက်တွေကွဲမှာရေထဲမှာအယုတ်ရေးသလိုပဲမထင်ရေးချမထင်ဘာအရေးချင်းမှမရှိတဲ့စစ်တပ်အဲ့ဒါကို
ကမ္ဘာရဲ့အဆင့်38ဆိုပြီးတော့လေလုံးနေထွာပြီးလေလုံးနေပြစ်ထားတာတကယ်လဲနှစ်ဘူးတွေဒူးတွေတိုက်ကြည့်ရောရှက်စရာကြီးတနေ့ကိုခေတ်သစ်မီဒီယာမှာသေလိုက်တာဆိုတာအပြုံလိုက်အတက်လိုက်မြေပြင်မှာလည်းကုန်နေပြီသူတို့ကလေနဲ့လက်နဲ့ကြီးပဲကြံတော့တာနောက်တစ်ခုကတထုံမှာမင်းတို့ PDF တွေငါခြေမှုံးပြစ်မှာဆိုပြီးတော့ချင်းချောက်ကြွေးကြော်နေတဲ့ပြူတော်ဒီခေါင်းဆောင်စိုးဝင်နော်မင်းတို့ PDF တွေငါခြေမှုံးပြစ်မှာဆိုပြီးကျင်းဝါနေတဲ့ပြူစောဒီခေါင်းဆောင်စိုးဝင်ဗိုလ်ချုပ်ကြီးစိုးဝင်မဟုတ်ဘူးနော်ပြူစောဒီခေါင်းဆောင်စိုးဝင်ဒါစိုးဝင်ကရရကြည်သွားတာအမှန်အဲ့စိုးဝင်သိရမှာအမှန်စိုးဝင်အာသုဘဖြစ်ရမှာအခုတော့ဗိုလ်ချုပ်ကြီးစိုးဝင်မဟုတ်ဘဲနဲ့ပြူစောဒီကောင်းဆောင်စိုးဝင်ဖြစ်သွားတယ်စိုးဝင်မတာပေါ်သွားတယ်ပေါ့ဒါကြောင့်ပြည်သူကိုသူတို့ကြီးချင်းချောက်နေတာသေတော့လဲသူတို့ကြီးပဲဘယ်ကောင်သေးရဲလဲကွာသေရတဲ့ကောင်ထွက်ခဲကွာဆိုပြီးသူတို့ကြီးသေးတာဒါကြောင့်စစ်တပ်ဟာဗန္နလခံပါလေအိစပိုင်ယာတာမရှိတာအခုမိုးကုန်ပြီတရင်ကျွတ်နေပြီလေကြာရင်ဒီຫນွေမှာပဲဒီကောင်ကြီးပြုတ်လိုက်မယ်ဒီຫນွေရာသီမှာပဲဒီကောင်ကြီးပြုတ်လိုက်မယ်ဒါအခုဟာက6သွေးတဲ့ရာသီဖြစ်လာပြီဒီကောင်ကြီးပြုတ်လိုက်မယ်နောက်တစ်ခုကမင်းအောင်လိုက်ကြောက်ချီပန်းပုံများအာနာသိမ်းထားတာလဲသူတို့ပဲအဲ့ဒါကိုပျော်ပွဲရှင်ပွဲတွေကျင်းပပြီးတော့နေပြည်တော်လူမျိုးကြီးမှာလွတ်လပ်မပြောနိုင်ဘူးနေပြည်တော်မျိုးကြီးမှာတော့144ညမထွက်ရအမိန့်တွေထုတ်ရန်ကုန်မှာထုတ်ပသိမ်မှာထုတ်မန္တလေးမှာထုတ်ကြောက်တာအဲ့ဒီလိုညမထွက်ရအမိန့်တွေဘာလို့ထုတ်တာလဲဆိုရင်သူတို့လုံခြုံရေးကသူတို့ကြောက်နေတာလေသူတို့ပြောတော့သူတို့မှာလက်နက်ကြီးတွေဝယ်ထားတယ်ဆိုရင်ကုန်သင်္ဘောကြီးတွေဝယ်ထားတယ်ဆိုဟမ်တရုတ်က CCTV အကောင်းစားကြီးတွေဝယ်ထားတယ်ဆိုအစ္စရေးက CCTV အကောင်းစားကြီးတွေဝယ်ထားတယ်ဆိုဒရုန်းခွင်းလက်နက်တွေဝယ်ထားတယ်ဆိုဒါတော့မှသူတို့ညမထွက်ရအမိန့်တဲ့သူတို့မှာလုံခြုံမှုမရှိဘူးအယံကိုသူတို့ကြောက်နေတယ်သွေးတို့ကြစေးတို့နှလုံးတုံရင်ခုန်ပျောက်တဲ့စေးတို့ရောင်းရင်အခုချိန်မှာရောင်းရမှာမင်းအောင်လှိုင်ကဒီကနေ့မန္တလေးကိုရဟတ်ရင်နဲ့သွားတယ်ဒဇင်ဘီစကစ်မှာခဏတစ်ပြုတ်လှည့်ပတ်ကြည့်ရှုပြီးချက်ချင်းပြန်ပြေးတာမန္တလေးမှာဟိုအကြာကြီးမနေရဘူးမန္တလေးကျုံကြီးထဲမှာသူတို့စစ်တပ်ကြီးအကြီးတီဆောက်ထားတယ်အဲ့ဒါကိုရဟတ်ရင်နဲ့မန္တလေးကိုအပြေးအလွှားလာပြီးအပြေးအလွှားကိုပြန်သွားရှာတယ်သူအကြာကြီးမနေရဘူးမန္တလေးတောင်မှမင်းအောင်လိုက်ဘဝဟာခိုးကြောင်ခိုးဝဲဟိုနားသွားတော့မှခိုးကြောင်ခိုးဝဲဒီနားသွားတော့မှခိုးကြောင်ခိုးဝဲနေသူ့ဘဝဟာအာနာသိမ်းထားတယ်လို့ပြောတာဘုံဘုံတို့ပုံမြင်နေဒိုင်းသားကြီး